Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့အဂရီကပြောမှာတော့ကိုမလှကျင်တဲ့ main ကလေးတွေကဒီဗီဒီယိုကြော်သွားပါလှကျင်တဲ့ main ကလေးတွေပဲဝင်ကြည့်ပါဘိုက်ခောက်တွေကတစ်တုတ်ထွက်ပြီးဘိုက်တွေမှာအစီတွေစုပြီးတော့ဘာဝဝမလှဘူးပြီးတော့ကျမကြီးမကောင်းကြောတွေတက်ခေါင်းနေမှုတဲ့အာယုံကြောတွေအာမကောင်းဝိတ်တွေအရန်တက်နေတယ်ဆိုတဲ့သူလေးတွေအတွက်ကိုအဂရီကစေးနီးကောင်းလေးပေးမှာပေါ့နော်ကျမ်းမာပြီးတော့ကိုလှနေဖို့အတွက်ကိုတစ်နေ့လုံးမှာငွေ400ပဲသုံးရမှာဖြစ်တယ်ပေါ့နော်ဟောဒီကရွှေရုပ်သွင်လေးကတပူးပေါ်မှာ12000ဆေးတပူးမှာတစ်လစာပါတယ်ပေါ့နော်သူနှစ်ဆိုရင်တစ်နေ့လုံးမှာဆိုရင်တစ်နေ့မှာငွေ400ပဲကျမှာဖြစ်ပါတယ်အဲ့တော့ကိုလှကျင်တဲ့ weight တွေတက်နေတာတွေ weight ချမယ်ကျန်းမာဖို့အတွက်ကိုတစ်နေ့လုံးမှာငွေ400ပဲသုံးမှာရွှေရုပ်သွင်လေးကိုပုံမှန်နေ့တိုင်းတောက်ပြီးတော့ကိုလှနေဖို့အတွက်ကိုဝိတ်ချကြမယ်ပေါ့နော်အဲ့တော့အဂရိရှိမှာဒီရွှေရုပ်သွင်လေးကိုလက်လီလကအပ်ပေးလို့ရပါတယ်တပူးကို12000နဲ့အဂရိရဲ့ဖုန်းနံပါတ်969440မှာဆက်သွယ်မှာလို့ရပါတယ်9ဘူးစီကနေစပြီးတော့လက်ကားရမယ်10ဘူးစီကနေစပြီးလက်ကားရမယ်ကိုယ်စလက်ကိုကျင်းတဲ့ညီမလေးတွေကိုလည်းအဂရိကဖိတ်ခေါ်ပါတယ်ပေါ့နော်